တရားဟောရာကျမ်းအခန်းကြီး19သင်ဤဖျားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌နေသောလူမျိုးတို့ကိုသင်ဤဖျားသခင်ထာဝရဘုရားပယ်ဖြတ်တော်မူသဖြင့်သင်သည်သူတို့အရာ၌ဝင်စား၍သူတို့မြို့သူတို့အိမ်၌နေသောအခါသင်ဤဘုရားသခင်ထာဝရဘုရားသည်အပိုင်ပေးတော်မူသောထိုပြည်အတွင်း၌မြို့သုံးမြို့တို့ကိုခွဲထားရမည်လူအသက်ကိုတတ်မိသောသူအပေါင်းတို့သည်ထိုမြို့သို့ပြေးနိုင်မိအကြောင်းသင်အမွေခံเสียဖို့သင်ဤဖျားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကိုသုံးပိုင်းပိုင်း၍လမ်းခရီးကိုလည်းပြင်ဆင်ရမည်လူအသက်ကိုတတ်မိ၍ကိုယ်အသက်ချမ်းသာစေခြင်းငှာထိုမြို့သို့ပြေးရသောသူဤအမှုဟုမူကားလူသည်ထင်းခုတ်ခြင်းငှာအဖော်နှင့်တောသို့တွား၍တစ်ပင်ကိုခုတ်လဲစဉ်အခါပစိန်သည်အယိုးကျွတ်၍အဖော်ကိုထိသောကြောင့်မိမိအဖော်သေးအောင်လုံမိသောသူနှင့်တူ၍ရန်ညှိုးဖွဲ့ခြင်းမရှိဘဲမိမိအဖော်ကိုအမှတ်တမဲ့တတ်မိသောသူသည်ထိုမြို့တစ်စုံတစ်မြို့သို့ပြေး၍အသက်ချမ်းသာရလိမ့်မည်သို့မဟုတ်တေစာတေစီသောသူသည်စိတ်မှန်ထစေအကလူတက်ကိုလိုက်လက်ခရီးဝေးသောကြောင့်မှီ၍တက်လိမ့်မည်ထို့သောမတက်သင့်ကြောင်းမူကားထိုသူသည်မိမိအဖော်ကိုရန်ညှိုးဖွဲ့ခြင်းမရှိသောကြောင့်အသေးသက်ခြင်းကိုမခံထိုက်ထို့ကြောင့်မြို့သုံးမြို့ကိုခွဲထားရမည်ဟုငါမှားထား၏ယနေ့ငါမှားထားသည်များသောဤပြည့်ညတ်တော်တို့ကိုကျင့်ဆောင်၍သင်ဤဖျားသခင်ထာဝရဘုရားကိုချစ်သောစိတ်နှင့်အစဉ်အမြဲလမ်းတော်သို့လိုက်လျင်၎င်းသင်ဤဖျားသခင်ထာဝရဘုရားသည်သင်ဤဘိုးဘေးတို့အားပေးခြင်းငှာဂတိထားသောပြည်ရှိသည်များကိုသင်အားပေးတော်မူ၍သင်ဤဘိုးဘေးတို့အားကျိန်ဆိုသည့်အတိုင်းသင်နေရာပြည်ကိုကျယ်ဝန်းစေတော်မူလင်၎င်းသင်ဤဘုရားသခင်ထာဝရဘုရားသည်သင်အမွေခံเสียဖို့ပေးတော်မူသောပြည်၌အသေးမခံထိုက်သောသူသည်အသေးခံ၍လူအသက်ကိုတတ်သောအပြစ်သည်သင်အပေါ်မှာမရောက်မီအကြောင်းယခုဆိုခဲ့ပြီးသောမြို့သုံးမြို့မှတပါအခြားသောမြို့သုံးမြို့တို့ကိုထပ်၍ခွဲထားရမည်တနည်းကမိမိအဖော်ကိုရန်ညှိုးဖွဲ့သဖြင့်ချောင်းမြောင်း၍တေအောင်တိုက်သောသူသည်ထိုမြို့တစ်စုံတစ်မြို့ပြေး၍ရောက်တော်လဲသူနေရာမြို့၌အသက်ကြီးသူတို့သည်လူကိုဆေလွတ်၍ထိုသူကိုဆောင်ခဲ့သဖြင့်တေစေခြင်းကတေစာတေစေသောသူ၏လက်၌အလိုက်ရကြမည်သင်၏မျက်စိသည်သူကိုမတနာရသင်သည်ချမ်းသာရမည်အကြောင်းလူအသက်သက်ခြင်းအပြစ်ကိုဤတေလအမျိုးမှပယ်ရှင်းရမည်သင်၏ဖျားသခင်ထာဝရဘုရားသည်သင်အားအပိုင်ပေးတော်မူသောပြည်မှာအမွေခံရာမြေ၌ရှေးလူဟောင်းတို့သည်စိုက်ထားနှင့်သောအိမ်နီးချင်း၏မြေမှတ်တိုင်ကိုမရွေ့ရလူသည်ပြုမိသောဒုစရိုက်ပြစ်မှားမိသောအပြစ်ကိုစစ်ကြောသောအခါတတ်တည်ခံတူးတည်ရှိလင်သူဤစကားမတိရတတ်တည်ခံနှစ်ဦးသုံးဦးအားဖြင့်စကားရှိသည်များတို့သည်တည်ရလိမ့်မည်မမှန်သောတတ်တည်ခံတယောက်သည်သူတပါးတစ်ဖက်၌မမှန်သောတတ်တည်ကိုခံလင်တရားတွေ့သောသူနှစ်ယောက်တို့သည်ထာဝရဘုရားရှေ့တော်သို့၎င်းထိုကာလ၌ရှိသောယေဘရဟိတ်တရားသူကြီးရှေ့သို့၎င်းလာသည်ဖြင့်တရားသူကြီးတို့သည်စစ်ကြော၍ထိုတတ်တည်ခံသောသူသည်မိမိအဖော်တစ်ဖက်၌မမှန်သောတတ်တည်ကိုခံပြီးလေမိမိအဖော်၌ပြုမီဟုအကြံ
ရှိသည့်အတိုင်းသူ၌ပြုရမည်ဒုစရိုက်အပြစ်ကိုတင်တို့အထဲကထိုသို့ပယ်ရှားရမည်ကျွင်းသောသူတို့သည်လည်းထိုတည်င်းကိုကြား၍ကြောက်သောကြောင့်နောက်တစ်ဖန်ထိုသို့သောဒုစရိုက်ကိုမပြုဘဲနေကြလိမ့်မည်သင်ဤမျက်စိသည်မတနာယအသက်အတွက်အသက်ကို၎င်းမျက်စိအတွက်မျက်စိကို၎င်းသွားအတွက်သွားကို၎င်းလက်အတွက်လက်ကို၎င်းခြေအတွက်ခြေကို၎င်းဒဏ်ပေးရမည်